ယနေ့ဟာမြန်မာနှစ်ဆန်းတရက်နေ့ဖြစ်ပါတယ်မြန်မာပြည်သူပြည်သားတွေအတွက်နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်မပျော်ရွှင်ခဲ့ရတဲ့သူတွေပျော်ပါစေကြေကွဲဝမ်းနဲ့ငိုကြွေးနေရတဲ့သူတွေအဖြေတွေ့ပါစေခွက်ခွာနေကြရသူတွေမိသားစုတွေပျော်ရွှင်စွာပြန်လည်ဆုံစည်းကြပါစေအလုံးမရှိစားစရာနေစရာမရှိတဲ့သူတွေမမျော်လင့်ပဲအလုံးဝင်ငွေရရှိပြီးအစဉ်ပြေပျော်ရွှင်ကြပါစေကျမ်းမာရေးအတွက်စိုးရင်ပူပန်ကြောင်းကြနေကြရတဲ့သူတွေယောဂပျောက်ကင်းကျမ်းမာစိတ်သက်သာရပါစေမိဘကိုလှုပ်ကြွေးပြုစုနေကြရတဲ့သားသမီးတွေအစအစဉ်ပြေကျမ်းမာပျော်ရွှင်ကြပါစေကပ်ဘေးမျိုးစုံကြောင့်အတိဒုက္ခရောက်နေကြရသူများမျှော်လင့်ချက်အသစ်တွေနဲ့ဘဝအသစ်ကိုစနိုင်ကြပါစေနိုင်ငံသူနိုင်ငံသားအားလုံးအသက်ရှင်အနာကင်းချမ်းသာခြင်းငြိမ်းချမ်းခြင်းနဲ့ပြည့်စုံကြပါစေတောကကင်းဝေးစိတ်အေးချမ်းသာကျမ်းမာပျော်ရွှင်ပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ကျမ်းမာချမ်းသာကြပါစေ